မင်္ဂလာပါ Source ရဲ့ School Management Platform မှာပါဝင်တဲ့ History Report အကြောင်းကိုမိတ်ဆက်ပြောပြပေးမှာဖြစ်ပါတယ်။စာသင်နှစ်တစ်ခုပြီးဆုံးတိုင်း Academic Close လုပ်လိုက်တဲ့အခါမှာ System ကပြီးခဲ့တဲ့စာသင်နှစ်နဲ့ပတ်သက်တဲ့သက်ဆိုင်ရာ data တွေကို History Report အောက်မှာစနစ်တကျပြောင်းလဲသိမ်းဆည်းပေးထားမှာဖြစ်ပါတယ်။အဓိကအနေနဲ့အပိုင်းနှစ်ပိုင်းနဲ့ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ပထမတစ်ပိုင်းအနေနဲ့ Student History ကျောင်းသားတစ်ယောက်ချင်းစီရဲ့စာသင်နှစ်အားလုံးမှာရှိတဲ့အချက်အလက်တွေဖြစ်တဲ့ Assessment Result, Exam Result, Payment, Attendance Record စတဲ့ history တွေကိုပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။နောက်တစ်ပိုင်းအနေနဲ့ Payment Summary ဖြစ်ပါတယ်။ Close လုပ်ထားပြီးတဲ့အကဲမီယာတစ်ခုချင်းစီအလိုက်ငွေစည်းပိုင်းဆိုင်ရာအချက်အလက်တွေကိုပြန်လည်ကြည့်ရှုစစ်ဆေးနိုင်မှာဖြစ်ပါတယ်။ပိတ်ထားပြီးသားဖြစ်တဲ့စာသင်နှစ်အလိုက်ရရှိခဲ့တဲ့စုစုပေါင်းဝင်ငွေပေးသွင်းမှု summary တွေကို monthly, quarterly အလိုက် payment method နဲ့တကွတနေရာထဲမှာပြန်လည်ကြည့်ရှုစစ်ဆေးနိုင်မှာဖြစ်ပါတယ်။ Source ရဲ့ School Management Platform မှာပါဝင်တဲ့ function လေးတွေအကြောင်းကိုကြည့်ရှုပြီးလူချင်းမင်းတို့အကြောင်းအတွက်အသေးစိတ်တိုင်ဆွေးနွေးလိုပါကအခုခေါ်ပြပါဖုန်းနံပါတ်တို့ဖြစ်စေ Source ရဲ့ Facebook Messenger, Viber တို့ကနေဖြစ်စေဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။